ညိုးကောအာရကတတော်အေတမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာဩဂတ်လ30ရက်နေ့ကရခိုင်ပြည်နယ်မောင်တောမြို့ကိုတွားရောက်ပြီးမြို့ခံမွတ်စလင်အတိုင်းဝိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာမောင်တောမြို့ခံမွတ်စလင်မော်လဝီဆရာတစ်ပါးကမြို့မဂျာမေပလီကိုပြန်လည်ဖွင့်လှစ်ပေးဖို့တင်ပြတောင်းဆိုခဲ့ရာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖွင့်လှစ်ခွင့်ပေးဖို့ညွှန်ကြားခဲ့တာလို့မောင်တောမြို့မွတ်စလင်အတိုင်းဝိုင်းကအေယာရီကိုပြောပါတယ်။အဲဒီနောက်နှစ်ပတ်ကြာစက်တင်ဘာ12ရက်နေ့မှာတော့မောင်နှောခရံဂျူရီအဖွဲ့တို့ကမြို့မဂျာမေပလီကိုပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အဲဒီပွဲကိုအေးရဲ့မောင်နှောခရံတာဝန်ရှိသူတို့အပါအဝင်ဗလီကောဘကအဖွဲ့နဲ့မွတ်စလင်ရေးရာကောင်စီတို့လည်းတက်ရောက်ခဲ့ကြပါတယ်။ကျွန်တော်တို့နစစ်တရရဲ့အစည်းအဝေးတစ်ခုမှလာပါတယ်။အစည်းအဝေးမှာလည်းတောင်းပန်ပါတယ်မော်လဝီတပါက။အဲဒီအော်ဂိုလာ30ရာနဲ့အစည်းအဝေးတစ်ခုလာပါတယ်။ရောက်မှလည်းတောင်းပန်ပါတယ်။မော်လဝီဟာမီဒူလာဆိုတဲ့ပုဂ္ဂိုလ်ကဒါကကျွန်တော်တို့ကိုအခုကွန်ပူပါရမလဲကွန်ပူရာသူဖွန်ပြပါပေါ့လေအေးပလီဆိုကျွန်တော်တို့ဒီလက်ကြီးတွေပိုင်းမောင်နှုံရဲ့အလေအရှက်ချချနေတယ်ပဲဒီအလုံးစုံမော်ရာထောင်ထောင်ချနေတယ်ပဲပါတယ်ဒီရပနဲ့အမန်ပရိုရမောင်နှုံရဲ့အမြန်အဖို့စုလေးပဲပါတယ်ဂူပန်ပြီးတော့ကောင်းကျေးဇူးတော်ပါပေါ့ဒီဂျာမေပလီက2012ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်ရခိုင်ပြည်နယ်မှာလူမျိုးရေးပရိပက္ခဖြစ်ပွားစဉ်ကတည်းကဝတ်ပြုခွင့်ပိတ်ပင်ခံခဲ့ရတာပါ။အဲဒီနောက်အစိုးရအပြောင်းလဲတွေရှိခဲ့ပေမဲ့လည်းဂျာမေပလီကိုတော့ပြန်လည်ဖွင့်လှစ်ခြင်းမရှိခဲ့ပါဘူး။2024ခုနှစ်ဒီဇင်ဘာလမှာတော့မောင်တောမြို့ကိုအေအေကအလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်။အခုအေအေပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့မြို့မဂျာမေပလီဟာမောင်တောမြို့ရဲ့အထင်ကြီးနေရာတွေတဲကတစ်ခုဖြစ်တယ်လို့မောင်တောမြို့နယ်တစ်ခုလုံးမှာအကြီးဆုံးပလီလည်းဖြစ်တယ်လို့မြို့ကမွတ်စလင်အတိုင်းဝိုင်းကပြောပါတယ်။ဒီနေ့ကလေးကျွန်တော်တို့မောင်တော်မျိုးရေးတမိုင်းတခြားလုံးတော့အမတမတမိုင်းဝါရီအကဲနာတခုပြပါလေအကဲနာစာဇာဘရလို့စုကေလွင်ခါရဲ့လိုက်ပေါအဆက်ဆက်ကရေပိုက်ဘာသာပေါင်းစုံပူပေါ်ပြိကေပလီထီမှာရေပိုက်သဟဇာရနဲ့လောကဆောင်မရှိခရရတွေ့ကောအနိကလူမျိုးပေါင်းစုကျွန်တော်တို့ဂျာမေပလီမှာလာပြီးကအစည်းအဝေးတက်ရောက်ခတ်သည်ကျွန်တော်တို့ရဲ့ရှေးရီတိုင်းပြည်တည်ဆောက်ရေးမှာအလွင်ကိုအရေးကြီးလက်သက်တခု